အသေးအားစရာကောင်းပြီးချစ်စရာကောင်းတဲ့စမ်းရည်မိုးရဲ့အလွဲလေးတွေကိုပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။ဒီဗီဒီယိုဖိုင်လေးကတော့စမ်းရည်မိုးကတချင်းဆိုရင်းနဲ့မိုက်နဲ့ပန်ကာကိုဖမားဆိုမိတာပါ။ကိုလော်ချောကပန်ကာကိုမိုက်ထင်ပြီးအားရပါရအော်ဆိုလိုက်တာပါ။အတန်မထွက်တော့မှပဲပန်ကာမှန်းတီးတာပါ။ပရိသတ်အတွက်ဒီမြင်ကွင်းလေးကတော့ရဲလေးရဲရချစ်စရာလေးကောင်းဆိုတော့လူကြိုက်များတဲ့ဗီဒီယိုလေးဖြစ်ခဲ့တာပါ။နဲ့ဒါလေးကတော့စမ်းရည်မို့တော်ဖွဲ့ဇက်ကကိုဇက်တိုက်လေးတဲ့ဗီဒီယိုလေးပါကိုတော်ချောကတေးတေးချာချာနေရာယူပြီးအဝေးကနေပြေးလာပြီးလွာကနေခုံမဲ့သူကိုအမိဖမ်းရမှာပါကိုတော်ချောကဖမ်းတော့ဖမ်းမိလိုက်ပါတယ်ခုကြည့်နေတဲ့ပရိသတ်တွေရဲ့နှလုံးသားကိုဒါဒီကတော့တချင်းဆိုဖို့ intro အဝင်မှာတော့တချင်းထဆိုမဲ့လုပ်တဲ့ကိုတော်ချောပါတချင်း intro ကနောက်ကြော့ပြန်ကြွတဲ့အခါမှာတော့ရှက်ကိုရှက်ကန်းနဲ့ဟိုခုံဒီခုံရင်ပရိသတ်တွေရင်ထဲခုံဝင်သွားတာကြောင့်လူကြိုက်မှတဲ့ဗီဒီယိုလေးဖြစ်သွားတာပါလီဒါလေးကိုတော့ချစ်တဲ့စိတ်လေးနဲ့ပဲကြည်ပေးဖို့တောင်းဆိုပါရစေဒါလေးကတော့စမ်းရည်မွေးအလွဲလေးမဟုတ်ပဲပရိသတ်တယောက်ရဲ့ချစ်စရာကောင်းတဲ့အလွဲလေးပါသူလေးကတော့တချင်းကအောင်စဘူးရဲ့အမာကန်ပရိသတ်ကနေစမ်းရည်မိုးဇက်ပွဲကြည့်ရင်ကိုတော့ချော်ရဲ့အပြုံးနဲ့အညွတ်ခံရပြီးစမ်းရည်မိုးရဲ့အပြုံးကဘာတဲ့ရောက်ရှိသွားတာပါပရိသတ်တွေကတော့သူမရဲ့အလွဲလေးကိုတင်စားတဲ့အနေနဲ့စမ်းရည်မိုးစီကိုလက်နဲ့ချအလင်းဝင်သွားတာဆိုပြီးချစ်စနိုးလေးနဲ့စနောက်နေကြပါတယ်ခုပြုံးပြုံးလေးနဲ့ကြည်နေတဲ့ပရိသတ်တွေကဘာအလွဲလေးတွေရှိလို့ပြုံးနေတာလဲဗျာမှတ်ချက်လေးရေးပေးခဲ့ပါဦး